အစင်းမြင့်ရောင်ယောဂဒါမှမဟုတ်osteoarthritis OA ကိုရင်ဆိုင်နေရတဲ့အခါလေ့ကျင့်ခန်းလုပ်ရမှာကိုစိုးရိမ်နေတတ်ကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီခေတ်ကိုပြောင်းပြန်လာပြီးလေ့ကျင့်ခန်းကအနာကျင်မှုကိုသက်သာစေမဲ့အစွမ်းတက်စေးတစ်ခွက်လို့ဘလို့အသွင်းဝင်တဲ့ဆိုတာကိုပြောပြသွားခြင်းပါတယ်အစစ်တွေနာကျင်ကြိုက်ခဲလာပြီဆိုရင်ရိုးရိုးရှင်းရှင်းလှုပ်ရှားရတာလေးတောင်တော်တော်လေးကိုခက်ခဲရဲ့စင်ခေါ်မှုကြီးတခုလို့ဖြစ်လာနိုင်တယ်နော်ဒါမှလေအဖြေကထင်ထားတဲ့ပိုလွယ်ပြီးကိုယ့်လက်ထဲမှာတင်ရှိနေနိုင်တယ်ဆိုရင်ရောကဲဒီအကြောင်းကိုပဲဆက်ပြီးလေ့လာကြည့်လိုက်ကြအောင်ကဲဟုတ်ပြီပြဿနာတစ်ခုခုထိရောက်ဖြေရှင်းနိုင်ဖို့ဆိုရင်သူ့ရဲ့အရင်းမြစ်ကိုအရင်ဆုံးနားလည်ဖို့လိုတယ်မဟုတ်လားဆိုတော့အစင်းမြစ်ရောင်ယောဂ osteoarthritis လို့ခေါ်တဲ့ OA ဆိုတာတကယ်တော့ဘာလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြအောင် OA ဆိုတာလေအဖြစ်အများဆုံးအစစ်ရောင်ယောဂအမျိုးအစားတစ်ခုပေါ့ပြီးတော့လေလူတွေထင်သလိုအယိုးနုတစ်ခုတည်းပဲထိခိုက်တတ်မျိုးမဟုတ်နော်ကြွက်သားတွေအယိုးတွေအရွက်တွေပါဝင်အစစ်တစ်ခုလုံးကိုထိခိုက်စေနိုင်ပါတယ်အဓိကအပြင်တော့တင်ပစုံ do let ပြီးတော့ခြေထောက်တင်မှာအများဆုံးဖြစ်တတ်ကြတယ်ဒါပေမဲ့ဒီနေရာမှာစိတ်သက်သာစရာကောင်းတဲ့အချက်လေတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့လူများစုအတွက်ပေါ့နော်ဒီ OA အခြေအနေကတီးငင်နေတတ်ပြီးအမြဲတမ်းအခြေအနေများပိုဆိုးလာတာမျိုးတော့မဟုတ်ပါဘူးဟုတ်ပါတယ်ယောဂလက္ခဏာတွေရွရွရပိုဆိုးလာတဲ့ချိန်မျိုးတွေတော့ရှိနိုင်တာပေါ့ဒါပေမဲ့များသောအားဖြင့်တော့အခြေအနေကပြန်ပြီးတော့တက်တာသွားတတ်ပါတယ် OI မှာဂျုံရတဲ့အကြီးမားဆုံးစင်ခေါ်မှုတစ်ခုကတော့ဒီနာကျင်မှုရဲ့တန်တရားလို့ခေါ်တဲ့အရာပါပဲကဲဘလို့လက်ပဲနေလဲကြည့်အောင်အကျဉ်းဆုံးနာကျင်မှုကစားတယ်နာကျင်တော့ဘာဖြစ်လဲတိတ်မလူရှားဖြစ်တော့အဲ့ဒီလိုမလူရှားပဲနေလိုက်တော့ကြွသားတွေကအာနေလာတော့အဲ့ဒီမှာတင်ပြစ်လာကပိုဆိုးသွားတာပဲကြွသားတွေအာနေလာတဲ့အခါအစစ်တွေကိုကောင်းကောင်းမထောက်ပံ့နိုင်တော့ဘူးလေအဲ့ဒီခါမှာနာကျင်မှုကပိုလို့တော့ဆိုးလာပါတော့တယ်အဲ့ဒီလိုနဲ့တန်တရားလည်းနေလို့တာပဲဒါဆိုရင်ဒီလောက်ဆိုးတဲ့တန်းစရာကြီးကိုဘယ်လိုဖြစ်တော့ကြမလဲအဖြေကတကယ်တော့အရာရှင်းပါတယ်အဲ့ဒါကတော့လေ့ကျင့်ခန်းလုပ်တာပါပဲဟုတ်ပါတယ်လေ့ကျင့်ခန်းဆိုတာကဒီလိုအခြေအနေအတွက်အရေးအကြီးဆုံးကုထုံးတွေကတခုဖြစ်နေလို့ပါပဲဒီချက်ကတကယ်ကိုအရေးကြီးတဲ့ချက်တော့လေ့လာမှုတွေကဗျာပြောလဲဆိုတော့လေ့ကျင့်ခန်းလက်တာကယောဂလက္ခဏာတွေကိုတက်တာစေတဲ့နေရာမှာအကဲခဲပြော့စေတယ်လို့ပဲထိရောက်မှုရှိတယ်တဲ့ဒါပေမဲ့အဓိကကွာတော့ရဲ့ချက်ကဘာလဲဒီလားလေ့ကျင့်ခန်းကဘေးထွက်ဆိုကြမရှိတော့နဲ့ဒီအများကြီးပို့ပြီးတော့ဘေးကင်းတယ်ဆိုတဲ့ချက်ပါပဲဒါတကယ်ကိုအားရစရာပဲနော်ကဲဟုတ်ပြီလေ့ကျင့်ခန်းလုပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုပါစို့အဲ့ဒါဆိုရင်ဘလို့အကျိုးကျေးဇူးကောင်းတွေရနိုင်မလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်ကြအောင်အကျိုးကျေးဇူးတွေကတော့တကယ်ကိုအများကြီးပါပဲပထမဆုံးနဲ့အဓိကကတော့နာကျင်မှုကိုရှော့ချပေးတာပေါ့ဒါပြင်ကြွက်သားတွေကိုတာမာစေတဲ့အစစ်တွေရဲ့လှုပ်ရှားနိုင်စွမ်းကိုပိုကောင်းလာစေတယ်ဟန်ချက်ညီအောင်ထိနိုင်စွမ်းလည်းတိုးတက်လာမယ်နောက်ပြီးတော့ကိုယ်အလေးချင်းကိုထိန်းညှိရမှာလည်းအထောက်အကူပြုတယ်အဲ့ဒါတွေထင်မလားဆိုတော့မဟုတ်သေးဘူးရေးပြချင်ကြက်မရေးကောင်းကောင်းအိပ်ပြောတာပြီးတော့စိတ်ခံစားချက်ကောင်းမွန်တာတွေအထိပါတိုးတက်လာစေနိုင်ပါတယ်ဟုတ်ပြီဘာလို့လေ့ကျင့်ခန်းလုပ်တယ်လဲဆိုတော့ဝိုင်းကိုတော့တီးသွားပြီအခုအရေးကြီးဆုံးဖြစ်တဲ့ဘလို့စလုပ်လဲဆိုတော့လက်တွေ့ကြလဲအပိုင်းကိုဆက်ပြီးကြည့်လိုက်ကြရအောင်စတင်ဖို့အတွက်လွယ်လွယ်တူကူမှတ်လို့ရတဲ့အဆင့်၄ဆင့်ပဲရှိပါတယ်ပထမဆုံးညနေကတော့ကျန်းမာရေးပညာရှင်တယောက်ဥပမာဆရာဝန်ဒါမှမဟုတ် physiotherapy ပညာရှင်ရဲ့တိုင်ပင်ဆွေးနွေးတာကအကောင်းဆုံးပါပဲပြီးတော့တော့ကိုယ်တိုင်လည်းပျော်မွေ့ပြီးတော့ပုံမှန်လုပ်ဖြစ်မဲ့လှူရှာမှုတစ်ခုခုကိုရွေးချယ်ပါအရေးကြီးဆုံးအချက်နှစ်ချက်ကတော့ဖြည်းဖြည်းလေးပဲစတင်ဖို့နဲ့ကိုယ်ခန္ဓာကိုယ်ကအားအင်ပြေပါလာတာနဲ့အမျှတဖြည်းဖြည်းချင်းတိုးပြီးကူဆန်သွားဖို့ပါပဲအလင်းလိုမရပါဘူးနော်အစာပိုင်းမှာတတိထားရမယ့်အချက်လေးတစ်ခုရှိသေးတယ်အဲ့ဒါကတော့လှူရှာမှုအသစ်တစ်ခုကိုစလုပ်တဲ့အခါမှာအနှဲငယ်မတတ်မတာထေတာနည်းနည်းကြိုက်ခဲတာမျိုးကအရန်ကိုပုံမှန်ပါပဲစိတ်မပူပါနဲ့အဲ့ဒါကအစ်စ်ကိုထိခိုက်နေလို့မဟုတ်ပါဘူးကိုယ့်ရဲ့ကြွက်သားတွေကလှူရှာမှုအသစ်နဲ့အသားကြောင်စူးစမ်းနေတဲ့လက္ခဏာလေးတစ်ခုပါပဲရေးကြီးတာကကိုယ်ခန္ဓာကိုယ်ကဘာပြောနေလဲဆိုတာကိုနားထောင်ပြီးတော့ဖြည်းဖြည်းချင်းချိန်ညီထားဖို့ပါပဲဒါဆိုရင် OI ကိုစီမံခန့်ခွဲတဲ့နေရာမှာအကောင်းဆုံးနဲ့အကျိုးအရှိဆုံးဖြစ်တဲ့လေ့ကျင့်ခန်းအမျိုးအစားတွေကဘာတွေဖြစ်မလဲကဲကြည့်လိုက်ကြရအောင်တကယ်တော့အကျိုးရှိတဲ့လေ့ကျင့်ခန်းမျိုးစားတွေအများကြီးရှိတာလေဥပမာတန်ဆွမ်းရေးလေ့ကျင့်ခန်းတွေနှလုံးသွေးကြောတွေလေ့ကျင့်ခန်းတွေရှည်ထဲမှာလုပ်ရတဲ့လေ့ကျင့်ခန်းတွေထိုင်ချီလိုမျိုးဖြည်းဖြည်းမှန်မှန်လှုပ်ရှားရတာတွေဟန်ချက်ညောင်ထင်းတဲ့လေ့ကျင့်ခန်းတွေနဲ့အကျော်လျှော့တာတွေပေါ့ဒါပေမဲ့အကောင်းဆုံးကတော့ကြွက်သားတန်ဆွမ်းစေတဲ့လေ့ကျင့်ခန်းတွေနဲ့နှလုံးသွေးကြောဆိုင်ရာလေ့ကျင့်ခန်းတွေကိုပေါင်းဆက်ပြီးလှုပ်ဆောင်တာကအထီအောင်ဆုံးပဲကဲတန်ဆွမ်းရေးလေ့ကျင့်ခန်းတွေကဘာကြောင့်ဒီလောက်တောင်အရေးကြီးရတာလဲအကြောင်းရင်းကရှင်းရှင်းလေးပါဒီလေ့ကျင့်ခန်းတွေကနာကျင်နေတဲ့အစစ်တွေပတ်လည်မှာရှိတဲ့ကြွက်သားတွေကိုတာမာလာစေတယ်အဲ့ဒီလိုကြွက်သားတွေတာမာလာတဲ့အခါမှာအစစ်တွေကိုပို့ပြီးတော့ကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးနိုင်တာပေါ့ shock absorber လို့မျိုးပေါ့အဲ့တော့အစစ်ပေါ်ကိုကြားရောက်တဲ့ဖိအားတွေလည်းယော့ကျသွားစေပါတယ်နောက်တစ်ခုကတော့နှလုံးသွေးကြောဆိုင်ရာလေ့ကျင့်ခန်းတွေပေါ့လမ်းလျှောက်တာစက်ပီးစီးတာ
ရေကူးတာလိုမျိုးပေါ့ဒါတွေကလည်းအကျိုးကျေးဇူးတွေအများကြီးပေးပါတယ်သူတို့ခန္ဓာကိုယ်မှာစွမ်းအင်ကိုတိုးစီတယ်ညဘက်ကောင်းကောင်းအိပ်ပျော်စီတယ်ပြီးတော့အရေးကြီးဆုံးက endorphins လို့ခေါ်တဲ့တဘာဝအကဲ့အခေပြောက်ဟော်မုန်းတွေကိုခန္ဓာကိုယ်ကနေထုတ်လွှတ်ပေးပါတယ်ဒါကြောင့်လေ့ကျင့်ခန်းလုပ်ပြီးရင်လူကလန်းဆန်းပြီးနေလို့ကောင်းသွားတာပေါ့ ဒါကြောင့်မလို့အဓိကမှတ်ထားရမယ့်အချက်ကတော့ဒါပါပဲလေ့ကျင့်ခန်းဆိုတာဟာဒူးနဲ့တင်မဆုံယို OA ယောဂလက္ခဏာတွေကိုအကိုက်အခဲပြောက်ဆဲတွေလိုပဲထိထိရောက်ရောက်တက်တာဆင်နိုင်တယ်ဒါပေမဲ့အများကြီးပို့ပြီးတော့ဘေးခင်းတယ်ဆိုတာပါပဲကဲအခုဆိုရင်လှူရှားမှုဟာစေတခွန့်ဆိုတာကိုကောင်းကောင်းနားလည်သွားကြတော့ပါပြီဒီတော့ကိုယ့်ရဲ့အစ်စ်ကြမ်းရဲ့အတွက်ဒီနေ့မှာပဲတေးသေးလေးဖြစ်တခုခုစလုပ်ကြည့်ကြအောင်လားအကြိုက်လန့်လျှော်တာမျိုးမဟုတ်ရင်တောင်နေရာမှာတင်အကျော်စန်တာလေးပဲဖြစ်ပေါ့အရေးကြီးဆုံးကအစတင်ဖို့ပါပဲ